အခုလက်ရှိမြန်မာပြည်မှာဖြစ်နေတဲ့ဖုန်းတွေခွန်ဆောင်တာနဲ့ပတ်သက်ပြီးတော့ပေါ့နော်ကျွန်တော်တို့ရဲ့ဖုန်းတွေကခွန်ဆောင်မိလားမဆောင်သေးဘူးလားစစ်ဆေးတဲ့အခါမှာဆိုရင်ကျွန်တော်ဖုန်းတွေမှာပါတဲ့ IMEI နံပါတ်ကိုသုံးပြီးတော့သူတို့ရဲ့ CIN website ထဲမှာသွားပြီးတော့စစ်ဆေးရတယ်ပေါ့နော်ဒီလိုစစ်တဲ့အခါမှာဆိုရင်ကျွန်တော်ရဲ့ IMEI နံပါတ်ကိုသူတို့ကရရှိသွားမယ်ပေါ့နော်ဒီလိုရရှိသွားတဲ့အခါမှာဆိုရင်ကျွန်တော်တို့ဘာတွေလုပ်လို့ရလဲပေါ့နော်ဒီကြောင့်ရနဲ့ပတ်သက်ပြီးတော့မိတ်ဆွေတို့ကိုဘူးတတအနေနဲ့ကျွန်တော်မျှပြီးတော့မှာဖြစ်ပါတယ် IMEI ဆိုတာ International Mobile Equipment Entity ပေါ့နော်တော့ဖုန်းရဲ့မှတ်ပုံတင်လို့ပြောလို့ရတယ်တော့ဖုန်းဆင်းကတ်ထည့်လို့ရတဲ့ဖုန်းတိုင်းမှာ IMEI နံပါတ်တွေပါတယ်ပေါ့နော်သူက IMEI နံပါတ်ကနန်း15လုံးအနေနဲ့ပါပါတယ်ဆင်းကတ်နက်ကတ်ထည့်လို့ရတဲ့ဖုန်းဆိုရင် IMEI 1 2ဆိုပြီးတော့ဒါမျိုးတွေပါတယ်ပေါ့နော်ဒီ IMEI နံပါတ်ကိုသူတို့ကရရှိတော့တာဖြစ်တဲ့အတွက်ကျွန်တော်တို့ဘာလို့လုပ်လို့ရလဲဆိုရင်လုပ်လို့ရတဲ့အခြေအနေနှစ်ခုရှိတယ်ပေါ့နော်ပထမတစ်ခုကမိတ်ဆွေတို့ IMEI နံပါတ်ကိုအသုံးပြုပြီးတော့ကျွန်တော်တို့ဖုန်းကိုအင်တာနက်သုံးလို့မရအောင်ဆင်းကတ်ထည့်ပြီးတော့အသုံးပြုလို့မရအောင်ဖုန်းခေါ်လို့မရအောင်ပိတ်လို့ရတယ်ပေါ့နော်ဒီလိုပိတ်ဖို့ဆိုရင်တော့ IMEI နံပါတ်တစ်ခုတည်းသိရုံနဲ့တော့ပိတ်လို့မရဘူးသူ IMEI နံပါတ်ထဲမှာထည့်ထားတဲ့ phone SIM card operator ကိုချိတ်ဆက်ပြီးတော့ဒီ IMEI နံပါတ်ကတော့မတမာတဲ့အလုပ်တွေလုပ်နေတယ်ဒါကြောင့်မို့ဒီဟာကိုသုံးလို့မရအောင်ပိတ်ပေးပါဆိုဒါမျိုးပိတ်ခိုင်းလို့ရတယ်ပေါ့နော်ကျွန်တော်တို့မကျင်တတ်တဲ့သူကကျွန်တော်ဖုန်းရဲ့ IMEI နံပါတ်ကိုသိသွားမယ်မိတ်ဆွေကို iPhone ကိုသုံးလို့မရအောင်ပိတ်ချင်တယ်ဆိုရင်ဘယ်လိုပိတ်ရမလဲပေါ့နော်ဒါမျိုးလည်းပိတ်လို့ရတဲ့အခြေအနေအကြောင်းအရာတွေရှိတယ်ပေါ့နော်အဲ့လိုပိတ်ဖို့ဆိုရင်မိတ်ဆွေတို့ IMEI နံပါတ်ကိုသူကသိရမယ်နောက်တစ်ခုအနေနဲ့မိတ်ဆွေတို့ iPhone မိတ်ဆွေတို့ခုလက်ရှိသုံးနေတဲ့ဖုန်းကိုဝယ်ထားတဲ့အချက်လက်တွေလည်း operator ပေးနိုင်မယ်ဆိုတော့မိတ်ဆွေတို့ဖုန်း internet တွေဖုန်းစင်ကတ်တွေထည့်ပြီးတော့သုံးလို့မရအောင်ပိတ်ခိုင်းလို့ရတယ်ပေါ့နော်ဒါကတော့ပိတ်တဲ့အခြေအနေပဲပေါ့နော်ဒုတိယအခြေအနေကတော့မိတ်ဆွေတို့ IMEI နံပါတ်ကိုသိသွားပြီဆိုတော့ IMEI နံပါတ်ထဲမှာထည့်ထားတဲ့ SIM card operator ကိုချိတ်ဆက်ပြီးတော့ IMEI နံပါတ်ရှိတဲ့ဖုန်းကဘယ်နေရာမှာတည်ရှိနေရလဲဆိုတာလိုက်ပြီးတော့စစ်ဆေးလို့ရတယ်ပေါ့နော်နောက်တစ်ခုအနေနဲ့ IMEI နံပါတ်ထဲမှာထည့်ထားတဲ့ SIM card ရဲ့ပိုင်ဆိုင်ကဘာတူလဲပေါ့နော်ဘယ်မျိုးနယ်မှာတည်ရှိရလဲဘယ်လိပ်စာထည့်ထားလဲဒါမျိုးအချက်လက်တွေကိုလိုက်ပြီးတော့စစ်ဆေးလို့ရပါတယ်ဒါကြောင့်မို့ IMEI နံပါတ်ကိုသူတို့ရဲ့ CIN website ထဲမှာလိုက်ပြီးတော့စစ်ဆေးအောင်လို့ဒါမျိုး system ကိုသူတို့ကတီထွင်လိုက်တာပေါ့နော်ဒီလိုအကြောင်းအရာတွေရှိတာမို့မိတ်ဆွေတို့ရဲ့ IMEI နံပါတ်ကိုဘယ်သူမှမပေးတာတော့အကောင်းဆုံးပဲပေါ့နော်မဖြစ်မနေချင်းနေကြောင်းအခုလိုမျိုး website ထဲမှာသွားစီရတယ်ဆိုပေမဲ့တခြားသူတွေကိုမပေးမိဖို့တော့လွယ်တယ်ပေါ့နော်အစောနာပြပတ်ခဲ့တယ်လို့မတမာတဲ့သူကမိတ်ဆွေတို့ရဲ့ data ချက်လက်တွေရှိပြီးတော့ IMEI နံပါတ်ကိုတိထားမယ်ဆိုရင်တော့မိတ်ဆွေတို့ဖုန်းကို internet တွေသုံးလို့မရအောင်ဒါမျိုးပိတ်ပင်တာမျိုးလုပ်လို့ရနိုင်တယ်ပေါ့နော်လုပ်လို့ရတဲ့အခြေအနေမျိုးတွေရှိပါတယ်အကြောင်းမျိုးကြောင့်မိတ်ဆွေတို့ဖုန်းကပျောက်တော့ခဲ့သည်ရှိတယ်ပေါ့နော်မိတ်ဆွေတို့ဖုန်းရဲ့ IMEI နံပါတ်ကိုတိထားမယ်မိတ်ဆွေကလည်း iPhone ရဲ့ပိုင်ဆိုင်ဖြစ်ကြောင်းကိုမှချက်လက်တွေရှိတယ်ဆိုရင်တော့ကျွန်တော်မိတ်ဆွေတို့ဖုန်းနဲ့မိတ်ဆွေတို့ဖုန်းထဲမှာထည့်ထားတဲ့ SIM card operator ကိုတွားပြီးတော့ IMEI နံပါတ်ကိုပိတ်ခိုင်းလို့ရတယ်ပေါ့နော်ဒါဆိုရင်မိတ်ဆွေတို့ဖုန်းကိုခိုးသွားတဲ့သူကIMEI နံပါတ်အပေါက်ထဲကို SIM card ထိုးပြီးတော့ internet တွေသုံးလို့မရတော့ဘူးဖုန်းခေါ်လို့မရတော့ဘူးပေါ့နော်ဒါမျိုးအထိမိတ်ဆွေတို့လုပ်လို့ရပါတယ်အခုလိုမျိုး IMEI နံပါတ်ကိုသူတို့ရဲ့ website ထဲမှာတွားပြီးစစ်ဆေးတယ်ဒါကြောင့်မို့ကိုယ့်ရဲ့ IMEI နံပါတ်ကိုသိသွားပြီပေါ့နော်ဒီလိုသိသွားတာကြောင့်မိတ်ဆွေတို့ဖုန်းထဲမှာရှိတဲ့ဓာတ်ပုံဗီဒီယိုတွေအချက်လက်တွေကိုစစ်လို့ရလားဆိုရင်လုံးဝစစ်လို့မရပါဘူးသူက internet သုံးလို့မရအောင်ကျွန်တော်တို့ရဲ့ location တွေကိုစစ်လို့ရအောင်ပဲဒီလောက်ပဲအကျုံးဝင်တယ်ပေါ့နော်ကျွန်တော်တို့ဖုန်း hack ဖို့တော့မလုံလောက်ဘူးပေါ့နော် okay အဲ့တော့ဒါလေးမိတ်ဆွေတို့သိအောင်လို့ကျွန်တော်မျှဝေပေးခြင်းဖြစ်ပါတယ်တချို့ဖုန်းတွေက IMEI နံပါတ်ကိုစစ်လို့မရတာမျိုးရှိတယ်ဆိုပြီးတော့မှတ်ထားတာမျိုးရှိတယ်ပေါ့နော်ဒီဖုန်းတွေကတော့သူ official ဖုန်းတွေမဟုတ်တဲ့အတွက်ကလုံးဖုန်းတွေဖြစ်ဖို့များတယ်ဒါမျိုးဖုန်းတွေမိတ်ဆွေလက်ဝဲထဲမှာရှိထားမယ်ဆိုရင်တော့ပြန်ရောက်မို့ဆိုရင်တော့တိုင်ပတ်သွားနိုင်တယ်ပေါ့နော်ဒါကြောင့်မို့မိတ်ဆွေနောက်တစ်ခါဖုန်းဝယ်တဲ့ခါမှာဆိုရင် IMEI နံပါတ်ကိုစစ်ဖို့လည်းမဖြစ်မနေလိုအပ်လာပြီပေါ့နော် okay အဲ့တော့ဒီနေ့ဗီဒီယိုလေးကမိတ်ဆွေတို့ကြိုးစီမယ်လို့ပြောလင်းပါတယ်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်မထားသေးဘူးဆိုရင်လည်း subscribe လုပ်ထားပြီးတော့အားပေးလို့ရပါတယ်အားလုံးကျေးဇူးတူတင်ပါတယ်ခင်ဗျ